မောင်အေဘာရိုဒီ တင်အား တင်အား ပြုခဲ့တော်မေတ္တာ ပြုခဲ့တော်မြတ်တာ သစ္စာတတ္တိအဖြစ်၎င်း သစ္စာ တတ္တိဖြစ်၎င်းကျွန်ုပ်အသက်တာနှင့် ကျွန်တော်အတ္တတာနဲ့ ပိုင်ဆိုင်ပစ္စည်းဟူသည်များကို ပိုင်ဆိုင်ပစ္စည်းဟူသည်များကို တင်အား တင်အား အနတ်ချင်းတတ္တိအဖြစ်၎င်း အနန္တရှင်တတေအားဖြစ်၎င်း ဤလက်စုကို ဤလက်စုကို တတ္တိပြု တတေပြု ၍ ယခု ယခု အနှင်ပါ၏ အနှင်းပါ၏ တတူတမီထက်ကနေလိုက်ဆိုပြီးပါကျမမရှန်နုဒီ ကျမမရှာနုသည် တင်ဤမေတ္တာတတ္တိ တင်၏မေတ္တာတတ်သည် အသက်နှင့်အမြတ် အသက်နဲ့များ ရှိသမျှကို ရှိသမျှကို အနှင်ချင်းတတ္တိဖြစ်တော် အနင်းချင်းတည်ဖြစ်သော ဤလက်စုကို ဤလက်စုပ်ကို ယခု ယခု ဝမ်းမြောက်စွာဖြင့် ဝမ်းမြောက်စွာဖြင့် လက်ခံပါ၏ လက်ခံပါ၏ ယခုချိန်မှာတတိုးသမီးထက်ကနေလက်စုပ်အေးရပြီးမှဖြစ်ပါတယ်ဒီပါကျမမရှန်နိုဒီ ကျမမရှာနုသည် တင်အား တင်အား ပြုခဲ့တော်မေတ္တာ ပြုခဲ့တော်မေတ္တာ သစ္စာတတ္တိအဖြစ်၎င်း သစ္စာတည်ဖြစ်၎င်း ကျမအသက်နှင့် ကျမအသက်နဲ့ ပိုင်ဆိုင်ပစ္စည်းဟူသည်များကို ပိုင်ဆိုင်ပစ္စည်းဟုများကို တင်အား တင်အား အနှံ့ချင်းတတ္တိအဖြစ် အနင်းချင်းတည်ဖြင့် ဒီလက်စုပ်ကို ဤလက်စုပ်ကို တတ္တိပြု တည်ပြု ၍ ၍ ယခု ယခု အနှင်ပါ၏ အနင်းပါ၏ တတူတာဖက်ကလိုက်စုပေးပါကျွန်တော်မောင်အေဗာရိုဒီ ကျွန်တော်မောင်အေဘာရိုဒီ တိမေတ္တာတတ္တိ တင်၏မေတ္တာတတေ အသက်နှင့်အမြတ် အသက်နှင့်အမြတ် ရှိသမျှကို ရှိသမျှကို အနှံ့ချင်းသဘောဖြစ်တော် အနန္တချင်းတဘောဖြစ်တော် ဤလက်စုပ်ကို ဤလက်စုကို ထာဝရယခုဝမ်းမြောက်စွာဖြင့် ယခု ဝမ်းမြောက်စွာဖြင့် ဝမ်းမြောက်စွာဖြင့် လက်ခံပါ၏ လက်ခံပါ၏ ခုချိန်မှာဆုတောင်းကောင်းကြီးပေးမှာဖြစ်ပါတယ်ဆုတောင်းရအောင်ဆုတောင်းကြရအောင်အဖမေတ္တာတော်ရှင်ထောင်ဘုရားခင်ကိုတော်